made the decision last night that I would die for it. Just to show the city what it takes to be alive for it. Can't get me on the line, so they hang me out to drive for it. Yo, welcome back guys. ဆိုတော့ဒီတစ်ခေါက်ကကြတော့ TikTok ပေါ်မှာ scroll right တိုင်းမှာတက်လာတဲ့ post တွေတော်တော်များများကရေတခွန်သွားနေတဲ့သူတွေအောက်တဲ့ချောင်းရေတခွန်ရောက်နေတဲ့သူတွေကြီးပဲပေါ့နော်။အဲ့ဒီထဲမှာမရောက်ဘူးသေးတဲ့သူတွေဆိုလို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေနဲ့ကိုရီဘော်ဒါအောက်တို့ပဲကြံတယ်ပေါ့နော်။ဆိုတော့ဒီတစ်ခေါက်ကတော့အောက်တဲ့ချောင်းရေတခွန်သွားမှာပဲဖြစ်ပါတယ်။ Nagamachu, takalama papa, apalapa, alapa. အောက်ဖက်ကလမ်းတွေကတော့မြင်တဲ့အတိုင်းပဲတော်တော်လေးလမ်းကျန်းပါတယ်။လမ်းကျန်းတာကတခုဆိုင်ကယ်မောင်းနေတဲ့ကောင်ကနှီးတာတခုနဲ့ရောက်ပါမလားတော့တွေးနေရပါတယ်ခင်ဗျာ။သွားရတဲ့ခရီးကွာဝေးကကြတော့16မိုင်လို့တော့ပြောတာပဲအတီးကြတော့ကျွန်တော်လည်းမသိဘူးရဲ့ရွာနေလာတော့တောင်မှကျွန်တော်တို့ဖွဲ့မှာလူကတော်တော်များတယ်ဒီလိုလာရင်းနဲ့လမ်းမှာကျွန်တော်တို့ရွာသူတွေနဲ့ထပ်တွေ့တော့အဲ့မှာလူကပိုပြီးတော့များသွားတယ်လမ်းဘေးကခြံတွေမှာစိုက်ထားတဲ့ပင်တွေကတော့တော်တော်လေးလက်ညီတယ်လို့ပြောရမယ်အပင်တွေကောင်တော့ညီးနေတာပဲဆိုတော့ကျွန်တော်တို့လာတဲ့အောက်သေးချောင်းရေတခွန်ဝင်တဲ့လမ်းကိုတော့ရောက်နေပြီဖြစ်ပါတယ်။အောက်သေးချောင်းရွာကိုတော့ခဏရောက်ဖြစ်တယ်။ဒါပေမဲ့ရေတခွန်ကိုတော့တစ်ခါမှမရောက်ဖြစ်ဘူး။အခုလာတာကတော့ကျွန်တော်ရဲ့ first time ဖြစ်ပါတယ်။好，幸好把它好有福。ဝင်တဲ့လမ်းထက်ကနေပြီးတော့မှ main ကလေးတွေထွက်လာတော့ကျွန်တော်က respect တခုထားပြီးတော့မှဗီဒီယိုမရိုက်ဘဲနဲ့မျက်လုံးနဲ့ပဲကြည့်လိုက်တယ်ပေါ့နော် Okay ပါဟုတ်ဗျာဒီလိုလမ်းကဗျာ main ကလေးတွေတော့မှပဲစီးလို့ရနေတဲ့ဟာကို तू ကစီးလို့မရဘူးတဲ့ကျွန်တော်ကိုဆိုင်ကယ်ပေါ်ကနေဆင်းခိုင်းတယ်အဲ့နဲ့ကျွန်တော်လည်းဆင်းရောသူ့ရဲ့ဆိုင်ကယ်နဲ့ကျွန်တော်ဘောင်းဘီနဲ့ချိန်ပြီးရောအဲ့မှာ short 好，你们俩真要个教育。哦你这ကျွန်တော်မဆဲချင်ပါဘူးဗျာပါဇက်ကတော့တော်တော်ရားနေတာဟဲ့အောင်ကြီး 我没关闭。ဘာဖြစ်ဖြစ်ရပါတယ်လေမတ်တရားတစ်ခုအနေနဲ့တော့ကြံခဲ့တာပေါ့ဆံပြေဦးဘုံကြီးကိုတော့ဒီကောင်လာဆံပြေဦးဆိုင်ကယ်ဘောကနေပြုတ်ကျလိုက်ဆိုင်ကယ်မောတဲ့ကောင်ကလည်းနှေးတာနဲ့အရှိရသွားတဲ့ကောင်တွေတော့မှမမြင်ရတော့ဘူးအဲ့ဒါနဲ့လမ်းတွေတော့ဇဝေးဇဝါဖြစ်သွားသေးတာဟိအောင်ကြီးဒီလမ်းပဲဟောက်မှာပါဆိုပြီးတော့မှစမ်းတရရနဲ့ထပ်သွားတာပဲဒီလမ်းတော့တော်သေးတာပေါ့ရေတခွန်ကရေစီးကြောင်းလေးသွားတွေးမှမျောလင်းချက်လေးနည်းနည်းလေးရှိလာတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ border တွေကိုတွေ့သွားပါပြီခင်ဗျာဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှရေတခွန်ရှိတဲ့နေရာကိုထပ်သွားပါမယ်ခင်ဗျာလူများလားမများဘူးလားဆိုတာတော့ဆိုင်ကယ်တွေဝက်တစ်ချက် show လိုက်နော်အများကြီးပဲဒီရေတခွန်သွားတဲ့လမ်းမှာလုတ်ပေးထားတဲ့ data လေးကတော့တော်တော်လေးမိုက်တယ် share ပဲရေတခွန်ကကြတော့တောင်ပေါ်မှာဆိုတော့တောင်လဲတက်ရအောင်ပါခင်ဗျာဆိုတော့လမ်းတစ်လျှောက်လုံးလဲပြေးလာရတော့ခြေထောက်ကလည်းတော်တော်လေးညောင်းနေပြီအဲ့ဒါကိုမှတောင်လဲထပ်တက်ရအောင်ပါဆိုတော့ခြေထောက်ကတော့လုံးဝစင်မပြေပါဘူးအဲ့လုံးနဲ့မကျေနပ်သေးဘူးမိုးကလည်းကြားထဲမှာထက်ရွာတယ်ဗျာ爸呢？这个这么大打我们你爸。
Quê. Mua đây qua. ဆိုတော့ခက်ခဲတွေအများကြီးနဲ့ရေတခွန်တော့ရောက်လာခဲ့ပြီဖြစ်ပါတယ်ရေတခွန်မှာကျတော့လူတွေကတော့တော်တော်လေးများပါတယ်ဒီဘက်ဘေးကတစ်ပင်မှာတော့အပေါ်မတက်ရဘူးဆိုတဲ့စာသားတော့တွေ့ရပါတယ်ခင်ဗျာအပေါ်မတက်ရဘူးဆိုပေမဲ့ကျွန်တော်တို့ကတော့အလဲစစ်လောက်တော့တက်သွားမှာဖြစ်ပါတယ်စီကံမလိုက်တာတော့မဟုတ်ပါဘူးခင်ဗျာရေတခွန်ရဲ့လှတရားကိုပြချင်လို့ဖြစ်ပါတယ် Video đi. Blog boy. Blog boy. Lo mày nó. Ôi trời có nghe đó, ông lo. 我哋做咩啊？我突破！有。嗰個企。我哋吹嘅啦。ဆိုတော့ကျွန်တော်တို့အားလုံးပြန်တော့မှာပေါ့နော် 我做嘢咯，我買幾個嘅咩嘢？攞咗埋嚟，係咪冇？啱啊！我等到咩嘢啊？我過嚟啦。 လာတော့တောင်တက်ဆိုတော့တိတ်ပြီးကိစ္စမရှိဘူးဆိုပေမဲ့ပြန်တဲ့ချိန်မှာတော့တောင်ဆင်းဖြစ်နေတဲ့အတွက်မိုးကလည်းရွာထားတော့ချော်လဲမှာပါညာကိုတော့ကြီးဆိုင်နေရတယ်ပေါ့နော်ဒီကြောက်တုံးကြီးကဘာလဲတော့မသိဘူးဒါပေမဲ့တော်တော်လေးတော့ကြီးတယ် 哟，ဒီတော့တော့ကြိုက်ဟုတ် ဒီတကောင်ကလာတဲ့အတွက်လာရတာတော့တော်တော်လေးတန်ပါတယ်ကိုတခါမှမရောက်ဘူးသေးတဲ့နေရာအသစ်တွေကိုသွားရတဲ့ feeling ကလည်းဘာနဲ့မှမတူပါဘူးတော်တော်လေးမိုက်ပါတယ်ပြန်တဲ့ချိန်မှာဆိုရင်လည်းမိုးကတော့တော်တော်လေးရွာပါတယ်အခုဗီဒီယိုလေးကိုအားလုံးကြိုက်နေတဲ့တယ်မလို့မျှော်လင့်ပါတယ်အဆောင်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Thank you guys